အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့တော့ပေါ့နော် MC ကရတဲ့ဒါ diamond လေးနဲ့ပေါ့နော်ကျွန်တော်ကနာဝရိုဖိတူငယ်ပတ်တူမှာကျွန်တော်ဂုံးစင်ပြတော်မှာဖြစ်ပါတယ်ဗျာဒါကြောင့်ဒီဗီဒီယိုလေးကိုဆုံးကြည့်ဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဗျာနော်ကဲကျွန်တော်တို့ဗီဒီယိုလေးကိုဆက်လိုက်ကြပါမယ်အယုံဆုံးအနေနဲ့ကျွန်တော်ဟိုရင်ကနာအပိရတယောက်တော့ချင်းတယ်ငါနောက်ပြီးတော့ခုမှအပိရတယောက်တော့ချင်းတယ်ပေါ့နော်ကျွန်တော်ကကျေးဇူးများများတင်ရှိပါတယ်ဗျာနောက်ပြီးဗလာတော့အနေနဲ့ကျွန်တော်ကူညီတဲ့ဆန္ဒလေးများရှိခဲ့ရင်ကျွန်တော် channel ကို subscribe လုပ်ပေးခြင်းဖြင့်ကျွန်တော်ကိုကူညီပေးကြပါနော်ကဲကျွန်တော်တို့ဗီဒီယိုလေးကိုစမယ်ဗျာနော်ဒါကျွန်တော်တို့ဒါထုံးစံနိုင်မြဲပေါ့နော်ကျွန်တော်တို့ဒါရိုဖိနုငယ်ပတ်တူးမှာကျွန်တော်ဝမ်တော့ချင်းလိုက်ခဲ့တော့ကျွန်တော်ကွန်600ရှိတော့ရပြီပေါ့နော်ဒေါ်ရည်တို့ဆိုရင်တော့ကျွန်တော်59ချင်းပေါ့နော်မတန်မှုလို့ပြောရမှာပေါ့နော်ကျွန်တော်ဒီအကောက်မဲ့အောက်မှာရေးထားတာရှိတယ်ပေါ့နော်ဒါတော်တော်များများတန်ကြရတယ်ပေါ့နော်ကျွန်တော်တယောက်ပဲမတန်တာနဲ့တူပါတယ်သူများဆိုစကင်နေတာမဟုတ်တယ်ပေါ့နော်ကျွန်တော်မှာ diamond 290ရှိတယ်ပေါ့နော်ကျွန်တော် diamond 290တော့ကျွန်တော်ဖြည့်ရရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီ MC ရရတဲ့ diamond လေးတော့ရှိတယ်ပေါ့နော်နောက်350ပေါ့နော်အဲ့ဒါလေးနဲ့ကျွန်တော်ဖောက်မှာပေါ့နော်โอเคဒါကျွန်တော်မှာ diamond ကတော့ကျွန်တော်600တော့ကျော်သွားပြီပေါ့နော်600ကျော်သွားပြီdiamond 600နဲ့ကွန်600ဆက်ရအောင်မိုက်တာပေါ့နော်ကဲကျွန်တော်ဖီးတုံငင်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့ရှစ်ကပ်ကိုကျွန်တော်ရင်သွားမှာပေါ့နော်ဆယ်ကပ်ပေါ့နော်တန်းတော့ရင်သွားလိုက်မယ်ခက်တီတီနဲ့သွားလိုက်မှာပေါ့နော်တန်းတော့နဲ့ကဲကျွန်တော်ဘာမှမနေပါနော်ခဏရကျော်100ကျော်ပဲရတာပေါ့နော်တန်မှုလို့ပြောရမယ်ဒီမုတ်တွေပါ20တောင်မပေးဘူးကွာ20တောင်မပေးโอเคဒါဆိုရင်တော့ကျွန်တော် diamond 450တော့ကျွန်တော်တုံးရတော့မှာပေါ့နော် diamond 450တုံးရတော့မယ်450တုံးရတော့မယ်ကဲကျွန်တော်450ပေါ့နော်ဟောဒါရတာဘာထုတ်လေးလုံးတင်ဘိုင်မှလည်းကဲကျွန်တော် diamond 450တုံးမှာပေါ့နော်980တာဟာမဟုတ်သေးဘူးငါးလေးတွေကြီးပဲတဲ့ငါးလေးတွေကြီးပါတဲ့ငါးလေးတွေကြီးပါပဲတဲ့ငါးဘယ်နှခု1 2 3 4 5 6မလေး6ခုတောင်ပါတယ်ကျေးဇူးပါလို့နော်ကျေးဇူးအများကြီးတင်နေဒါဆိုတော့ကျွန်တော်တော်တော်ကြီးကိုလိုက်ရမှာလို့ထင်တယ်ပေါ့နော်ကျွန်တော်ဖိနုငွေနဲ့ကုန်ယူလိုက်မယ်နော်အဲ့ဆိုရင်19ကရတယ်19ကရတော့ကျွန်တော်တန်တော့ပဲထပ်သွားမှာပေါ့နော်ဟိုအခိုးရကျော်တိုင်းနော်900ဆိုတော့130လောက်တော့ရမှာ20မပေးဘူးကွာဝမ်တော့ချင်းလိုက်တာမှ20ရလေးလားမသိပါဘူးကဲကျွန်တော်ဝမ်တော့ချင်းတွားမှာကွာရှုပ်တယ်ဝမ်တော့ချင်းတွားမယ်ဘာပေါ့ဝမ်တော့ချင်းတွားမယ်ကွာမဟုတ်ဒီစာစကီးလိုချင်ပါလို့စာစကီးအီမိုပဲလာပေးနေတယ်ရှစ်ကွာမာနဲ့ရှစ်ကွိုင်ဟာရှစ်ကွိုင်နဲ့အီမိုပဲပေးနေတယ်ရှစ်ကွိုင်နဲ့အီမိုပဲပေးနေတယ်ဟန်ပါဟာငါးကွိုင်936ပါဒေါ်ရည်တော့ဘယ်နေချင်းသွားကြည့်လိုက်ဒေါ်ရည်တော့ကကျွန်တော်92ကျင်းအောင်ရှိနေပါတော့92ကျင်းအောင်ရှိတော်တော်ကြီးကိုလုံးဝကိုမတန်တော့ဘူးပေါ့နော်စကင်လေးပေးတော့တန်တာပေါ့နော်မပေးတော့မတန်တော့တော့နဲ့9ခွင်ရပေးရထိုးတာကြောမပြောလို့ဆိုနေမှာဘာလို့တော့မှာတော့9ခွင်ဒါနဲ့ဘာလို့စကားမစဒီဟိုဟာတွေကဗရဲဒါနဲ့စနာအီဗန်ကျွန်တော်တို့ဟိုမှာ28နေလာမယ်လို့ပြောရအောင်ဒါတော့28နေလာမှကြားတယ်ဖိုက်ကွင်နေပဲပေးတယ်ဟေးဖိုက်ကွင်နေပဲပေးတယ်ဟာ96ကျင်းမှာ990ပဲရှိသေးတယ်ကျေးဇူးပါဟုတ်ချင်းသေးတော့မရှိတော့ဘူး10ကွင်20ကွင်ဘာလို့မပေးရလဲမသိဘူးဒီဒေါ်30ပေါ့နော်ဒေါ်30ဒေါ်40ဖောက်တော့ကျွန်တော်20ကွင်တခုမှမပါဘူး20ကွင်တခုမှမပေးဘူးကဲကျွန်တော်ဖိတုံငွေနဲ့လည်းပုံမီကဲကျွန်တော်အဲ့ဒါလေးပဲပြောတာပါဗလာတော်တွေနော်အဓိကတော့ကျွန်တော်ကဒီဟိုပါပေါ့နော်ဒေါနစ်စတာအီဗန်28နေလာပြီတော့ကျွန်တော်သိရတယ်ပေါ့နော်အဲ့လေးပြောမလို့ပါကဲဗလာတော်တို့ရောဒါတန်လားမတန်လားဆုံးဖြတ်ကြည့်အောင်ပေါ့နော်ကျွန်တော်တော့ဒီ69ကျင်းမှာ980ပဲရတယ်ပေါ့နော်980နဲ့3လုံးပဲရတယ်ဒါတန်တော့မတန်တော့ဘူးလုံးဝကိုမတန်တော့ဘူးပေါ့နော်ဒါတော့ကျွန်တော်ထင်တယ်ပေါ့နော်ထင်တာမို့တိကိုတိရတာပေါ့နော်ဘလို့မှလည်းမတန်တော့ဘူးဒါဗလာတို့ရောဒါဗ
ဘယ်နှတော့နှိုက်ခဲ့ရလဲပေါ့နော်ဒီစကင်ရဖို့အတွက်ကျွန်တော်တို့လောလောဆယ်90နဲ့98ချိန်ကမှကျွန်တော်1000တော့မပြည့်ဘူးပေါ့နော်ကျွန်တော်တို့လုံးဝမတန်တော့ပါဘူးကဲဒီနေ့ကတော့ကျွန်တော်တို့ခွက်ဆွဲရမယ်နေ့ပါပဲကဲဒီနေ့ဒီဘက်တော့ပါဗျာနော်အဆုံးဒီဗီဒီယိုတရားတော်ချင်းတို့ကြာကျေးဇူးများများတင်ရှိပါတယ်ဗျအားလုံးဆင်ပြပါစေဗမ်းမိတ်ပါဗျ